အကြောင်းပြချက်မရှိဘဲနဲ့ကိုကလူတယောက်ကိုအိမ်မက်ထဲမှာခဏခဏမှတ်နေရဆိုရင်သူကကိုကိုတတိယနေရဆိုတာတကယ်လားလူတွေပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်အိမ်မက်ထဲမှာလူတယောက်ကိုခဏခဏအိမ်မက်မှတ်နေရင်သူကကိုကိုအရင်တတိယနေလို့တဲ့ဒါကိုသင်ရှုံလားဒါမှမဟုတ်ရင်ဒါတိုက်ဆိုင်မှုတစ်ခုပဲလားတခါတလေမှာအကြောင်းပြချက်မရှိဘဲနဲ့လူတယောက်ကိုအိမ်မက်ထဲမှာခဏခဏတွေ့ရတတ်ပါတယ်နေကင်းဘက်မှာလည်းသူ့ကိုမစင်စားမိခဲ့ဘူးမတွေ့ရတာလည်းတော်တော်ကြာနေပြီဒါပေမဲ့အိမ်မက်ထဲမှာတော့ပြန်တွေ့နေတတ်ပါတယ်အဲ့ဒီအချိန်မှာလူတော်တော်များများစဉ်းစားတဲ့မိကုန်းကသူငါ့ကိုတတိယနေလို့လားဆိုတာပါအဲ့ဒီအခြေအနေတွေကိုလူတွေက spiritual telepathy energy connection လို့ပြောတတ်ကြပါတယ်အဲ့ဒါကိုသိပ္ပံဘက်ကဘယ်လိုရှင်းပြထားလဲဆိုတာကြည့်အောင်သိပ္ပံပညာအရအိမ်မက်ဆိုတာကကျွန်တော်တို့အိတ်နေတဲ့အချိန်မှာအုံနောက်ကမှတ်ရနေခံစားချက်တွေအမှတ်တရတွေကိုပြန်စီထားတဲ့ process တစ်ခုဖြစ်ပါတယ်အဲ့ဒီ process အချိန်ဒီမှာအုံနောက်ထဲမှာအရန်အားကောင်းတဲ့ memory တွေကကျွန်တော်တို့မှတ်နေတဲ့အိမ်မက်ဖြစ်ပေါ်လာတတ်တာပါပထမဆုံးဖြစ်နိုင်တာကတော့ emotional memory ပါကိုယ့်အတွက်တော့အရေးကြီးခဲ့မှုတဲ့လူတွေကိုအုံနောက်ကလွယ်လွယ်နဲ့မဖြစ်တတ်ပါဘူးဒါကြောင့်မလို့ကိုကမစင်းစားပေမဲ့ကိုယ့်ရဲ့မသိစိတ်ထဲမှာသူရှိနေနိုင်တာပါနောက်ထပ်ဖြစ်နိုင်တာတစ်ခုကတော့ unfinished story ပါကိုယ်နဲ့မပြီးဆုံးသေးတဲ့ relationship တွေကိုမပြောလိုက်ရတဲ့စကားမျိုးတွေဒါမှမဟုတ်ရင်မပြီးဆုံးသေးတဲ့ခံစားချက်တွေရှိမယ်ဆိုရင်အုံနောက်ကအဲ့ဒီ story ကိုအိမ်မက်ထဲမှာဆက်ပြီးတော့ပြန် run နေတတ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နောက်ထပ် theory တစ်ခုကလည်းရှိနေပါသေးတယ်အဲ့ဒါကတော့လူတချို့ကလူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ emotional အရာ connection တစ်ခုရှိနေနိုင်တယ်လို့ယုံကြည်ထားကြပါတယ်တစ်ယောက်ကတစ်ယောက်အကြောင်းကိုစဉ်းစားနေတဲ့အချိန်မျိုးမှာတစ်ဖက်လူရဲ့မသိစိတ်ထဲမှာအဲ့ဒီ signal ကိုလက်ခံပြီးတော့အိမ်မက်ဖြစ်မြင်ရတာဖြစ်နိုင်တယ်လို့လူတချို့ကယုံကြည်ထားကြပါတယ်အဲ့ဒါကိုတော့ telepathy dream လို့တော့မှခေါ်ကြပါတယ်ဒါပေမဲ့အဲ့ဒီ theory ကိုတော့သိပ္ပံပညာကအတည်ပြုထားတာမျိုးမရှိသေးပါဘူးလူတော်တော်များများမှာအဲ့ဒီလိုအိမ်မက်မှတ်တဲ့အတွေ့အကြုံမျိုးတွေမကြာခဏရှိတတ်ကြပါတယ်ညမှာလူတယောက်ကိုအိမ်မက်မှတ်လိုက်တယ်နောက်နေ့ကျတော့သူက message ပို့လာတာမျိုးတွေကိုယ့်အိမ်ကိုအလဲလာတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါမျိုးတွေဖြစ်ရင်သူကငါ့ကိုသတိရနေလို့ပဲဆိုပြီးတော့ထင်သွားတတ်ကြပါတယ်ဒါပေမဲ့တကယ်တော့အိမ်မက်မှတ်တဲ့ရက်ပေါင်းများစွာတည်းကမှတိုက်ဆိုင်တဲ့တနေ့ကိုပဲကျွန်တော်တို့မှတ်မိနေတတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကို psychology မှာ confirmation bias လို့ခေါ်ပါတယ်ဒါဆိုရင်အမှန်တရားပါလေသူတင့်ကိုသတိရနေလို့တင်အိမ်မက်မှတ်တာလားဒါမှမဟုတ်ရင်တင်ကပဲသူ့ကိုမမေ့နိုင်သေးလို့အိမ်မက်မှတ်နေရလားတခါတလေမှာအိမ်မက်ဆိုတာကအနာဂတ်ကိုပြတဲ့အရာမဟုတ်ပါဘူးအခြားလူတယောက်ရဲ့ message လည်းမဟုတ်ပါဘူးကိုယ်စိတ်ထဲမှာကြံရှိနေသေးတဲ့အမှတ်တရတွေကကိုယ့်ကိုပြန်ပြနေတဲ့ရုပ်ရှင်ဇာတ်ကားတကားဖြစ်နေနိုင်ပါတယ်ဒါကြောင့်မို့အကြောင်းပြချက်မရှိဘဲနဲ့လူတယောက်ကိုအိမ်မက်ခဏမှတ်နေရဆိုရင်သူတင့်ကိုသတိရနေလို့လားဆိုတာထက်တင်းရဲ့စိတ်ထဲမှာသူနဲ့ပတ်သက်တဲ့ခံစားချက်တစ်ခုခုကြံနေသေးလို့ဖြစ်နိုင်ပါတယ်အချို့လူတွေကကျွန်တော်တို့ဘဝတွေကနေထွက်သွားတတ်ကြပေမဲ့ကျွန်တော်တို့စိတ်ထဲကတော့မထွက်ခွာနိုင်သေးကြပါဘူးအဲ့ဒါကြောင့်မလို့သူတို့ကိုအိမ်မက်ထဲမှာပြန်တွေ့နေရတာဖြစ်နိုင်ခြေပိုများပါတယ်ဒါကတော့ Universe ပါ